နားမမြင်ရတာ ဟယ်လိုဒီမှာကြည့်ပါဦးရှင်ဘာတွေလဲဆိုတော့ခဏစက္ကန့်ညှက်လိုက်ရတော့ဒီဘက်ကလုံးကနန်းကောင်လေးတွေပါကနန်းနေပါရှင်ကနန်းတွေကိုဖမ်းနေတာပါကနန်းတွေဖမ်းထားတာဒီမှာနှစ်ကောင်ရသွားပါပြီဒါချောင်းရည်ဆက်ခဲကိုချောင်းရည်ဆက်ကိုကနန်းနေတက်လာတာပေါ့တက်လာတဲ့ကနန်းတွေကိုစောင်းပြီးတော့ဖမ်းနေကြခြင်းပဲဖြစ်ပါတယ်စပီးရဖမ်းကြမယ်ဟေးခင်ဗျာအောင်စီမအောင်စီ အောက်စမအောက်စမအောင်စီမအောင်စီဒီမှာပါကနန်းကြီးပါရှင်ကနန်းကြီးပါကနန်းဆိုရင်မဲ့ဒါကရောင်းနှန်းဝင်မဟုတ်သေးပါဘူးကီလိုဝင်မဟုတ်သေးပါဘူးဒါကြောင့်သူ့ကိုမဖမ်းမဲနဲ့လွှတ်ပေးလိုက်ပါတယ်ဒီကမတက်ဘူးစလောက်ပါအကြီးကောင်လေးလည်းမဘယ်သူခက်ကြီးကောင်လေးလေဟဲ့အောင်ကိုရှိဘယ်နှကောင်ရပြီလဲလက်မတွေမပါတော့နေဘာစဲကောင်ရအောင်လဲလို့ဟောအေးဖမ်းအောင်ပဲလားဖမ်းမှုပဲလားဖမ်းရင်ပြောကြပါဦးဖမ်းနေပြီလားအမလေးနည်းနည်းလောက်စောင့်ပေးကြပါဦးလာပြီပြောနော်ဒါလေးတန်ထားအောင်အမလေးဒီထဲမှာဆိုတော့လက်ကအလုံးမလို့လမ်းပြန်ကောင်းပြီလားဖမ်းပြီးတော့ပြီလားမမိလိုက်လားအေးဆောင်းနေဖြူရှိမှပေးထားလိုက်မိတယ်အပေါ်တက်တော့ညတော့ဝိုင်ပဲရှာမသိလားဘယ်နှကောင်ရထားပြီလားကနည်းနည်းဟုတ်ဟာခုနတွေ့ကြကအဲ့လောက်ရှိတာပေါ့